ကိုပိုင်နာဘာမှမရှိဘူးဆိုတဲ့စကားရဲ့အားလုံးကိုထားခဲ့ပြီးတော့သွားရမယ်ဆိုတဲ့စကားရဲ့ကိုဆက်ပြီးတော့တွေးနော်ကိုပိုင်နာရှိတယ်လို့စိတ်ထဲမှာထင်လို့ရှိရင်တစ်ချိန်မှာအပြီးထားခဲ့ပြီးတော့သွားရမယ့်အနေအထားကိုမြင်ကြည့်ပေါ့အဲ့လိုဆိုရင်ကိုပိုင်နာဘာမှမရှိဘူးဆိုတာပူပြီးတော့ထင်ရှားလာမယ်ပေါ့နော်ဘုန်းတော်ကအကုန်လုံးကိုပါတော့အခိုက်အတန့်လေးပဲတွေ့ရယုံကြုံရယုံလေးပါပဲဟုတ်လားကိုပိုင်တယ်လို့လှုပ်ထားတဲ့အရာလဲသူများလာပြီးတော့မတရားသဖြင့်လူမယူယုံလေးလောက်ပါပဲဟုတ်လားတော်တော်မှအခက်မသိရင်လူယူလဲခံရတာပဲဟုတ်တယ်မဟုတ်လားအရာအလုံးကကိုမပိုင်ဘူးဆိုတာကိုထင်ရှားစေခြင်းလဲဆိုရင်ဘယ်ချက်ကိုစဉ်းစားဖို့ဘုံဘုံပြောလိုက်တာတော့တစ်ချိန်မှာအပြီးစွန့်ပြီးတော့ထားခဲ့ပြီးတော့သွားရမယ့်အနေအထားကိုမြင်ကြည့်လိုက်ပါအဲ့ဒါဆိုရင်ကိုမပိုင်ဘူးဆိုတာဘာတော့ထင်ရှားတယ်ဘုံကအသေးစိတ်ကလေးတော့ပြောရင်လည်းဒါပေမဲ့အချိန်တိုလေးတွင်မှာပြောတာဆိုတော့နီလန်လေးဒီလောက်ပဲဘုံဘုံပြောလိုက်ပါနော်တစ်ချိန်မှာထားခဲ့ရမယ့်ကိစ္စကိုသာပယ်